ပြဿနာဆိုတာအချိန်တိုင်းရှိနေတာမို့လို့ပြဿနာကိုဖြေရှင်းတိုင်းတိုးတက်တဲ့အမြင်ကိုရစေတယ်ဒါကြောင့်ပြဿနာကိုဘယ်တော့မှရှောင်လွှဲပြီးမသွားပါနဲ့ဒါသူပြဿနာကြီးတွေ့လေတဲ့အတွက်ယာရူးကြီးရဖို့အခွင့်အလမ်းပဲတချို့ကပြဿနာကြီးရင်ဘာဖြစ်တာတော့အလို့ရှိရနေတာဝန်ကြီးပေးရင်ရှောင်တာအမလေးကျမအဲ့ဒီနေတော့မသွားမရစေနဲ့ပြဿနာအကြီးနောက်မှာအခွင့်အလမ်းအကြီးရှိတယ်ဆိုတာလူတွေကမသိဘူးကျွန်တော်ကသိတယ်ဒါကြောင့်ကျွန်တော်ခတ်တာတွေခိုင်းစမ်းမှာညဆိုရင်ဖျားကြတော့ရင်ကျွန်တော်ဘလို့ကြော့တယ်မှတ်တုံးတဲ့ဦးကောင်းထဲမှာအခက်ခဲတွေထပ်ပေးစမ်းမှာအဲ့ဒီခါကျမှညအိမ်ရင်ဖြည့်ရှင်းနည်းတွေအိမ်မက်ပြီးအိတ်ခွင့်ရမှာမို့လို့ပါပန်းထဲမှာဘယ်ပန်းကိုအကြိုက်ဆုံးလဲမေးနှင်းစီပန်းကိုအကြိုက်ဆုံးဘာကြောင့်လဲဆိုရင်စူးပါလို့တခြားပန်းကအလွယ်တကူခူးလို့စွတ်လို့ရတယ်နှင်းစီကြတော့စူးကိုရှောင်ပြီးခူးရတာကဘဝရဲ့အထိပ်ပဲသူအခက်အခဲကိုအဲ့လိုသဘောထားတဲ့သူ